ဒီနေ့တော့မြန်မာနိုင်ငံမှာစစ်မှုထမ်းတစ်တွေအပေါ်မှာကျူးလွန်နေတဲ့အင်မတန်ပြင်းထန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေတက်တွေထောက်ထားတွေကိုတစ်ခုချင်းစီကြည့်သွားကြရအောင်စစ်မှုထမ်းတယောက်ကစစ်တပ်ကနေထွက်ပြေးဖို့ကြိုးစားခဲ့ရင်ဘာဖြစ်မလဲပြန်ဖမ်းခံရတဲ့အခါသူတို့ရင်ဆိုင်ရတာကရိုးရိုးအဖြစ်တန်ပေးတာလောက်နဲ့မပြီးဘူးဗျာဒါကတက်လုံးလူတော်မတိုးနိုင်အောင်အရှက်ခွဲတာမျိုးဖြစ်နေပါတယ်တိုက်ပြည်ကနေထွက်လာတဲ့တပ်တီခံချက်တွေကဘာကိုပြနေလဲဆိုတော့ဒီလောက်ရက်တွေဟာတက်လုံးစိတ်ပိုင်းဆိုင်ရာတော့လူမျိုးရေးပိုင်းမှာပါပြန်ပြီးနာလမ်ထူနာကိုထိခိုက်ဖြစ်စည်းစီကိုရွေချက်ရှိစနစ်တကျလုပ်နေတဲ့ရက်ဆက်တဲ့လောက်ရက်တစ်ခုဆိုတာပါပဲဟုတ်ပြီဒီအပိုင်းမှာတော့ဖျောက်ဖျက်မရတော့အမှတ်အသားအကြောင်းကိုကြည့်ကြရအောင်ဒီလောက်ရက်ဒီထဲမှာတကယ်ကိုအစိုးဆုံးလို့ပြောလို့ရတာကတော့အတင်းရမှတတူးထိုးပြီးအမှတ်အသားလုပ်တာပါပဲဘာလို့လဲဆိုတော့ဒါကခန္ဓာကိုယ်ပေါ်မှာဘယ်တော့မှဖျောက်လို့မရတဲ့အမှားရွတ်အဖြစ်တက်လုံးကြံနေတော့မှမို့လို့ပါမို့လို့တက်ကနေထွက်ပြီးလွတ်မြောက်လာအထူးတွေဖြောပြတာကတော့ပြန်ဖမ်းခံရတဲ့စစ်မှုထမ်းတွေကိုသူရဲ့တရဲနံပါတ်3ပြီးတော့စစ်ပြေးဆိုတဲ့စကားလုံးကိုဖြင်းတာပေါ်မှာအတင်းတမာတက်တူးထိုးတယ်လို့ဆိုပါတယ်ဒီလိုလောက်တာမှာရည်ရွယ်ချက်ကလေးအများကြီးရှိနေပါတယ်တကယ်ကိုရက်ဆက်တဲ့လုပ်ရတစ်ခုပေါ့ကဲနောက်တစ်ပိုင်းအနေနဲ့ဝါရဖြန့်ချီးနဲ့လက်တွေ့ဘဝအကြောင်းကိုဆက်ကြည့်အောင်ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကစစ်ကောင်စီရဲ့တရားဝင်ဝါရဖြန့်ချီးမှုတွေနဲ့တကယ်မိပင်အခြေအနေကြားကကွာအချက်ကအချီးကြီးဖြစ်နေတာပါပဲဒီလိုကိစ္စတွေဖြစ်လာရတဲ့အဓိကအခြေခံအကြောင်းရတော့အားလုံးသိကြတဲ့အတိုင်းမကြာသေးခင်မှာအတက်သွင်းလိုက်တဲ့ပြည်သူစစ်မှုထမ်းဥပဒေအကြောင်းပါပဲဒီဥပဒေကိုအကြောင်းပြပြီးတော့အတင်းဓမ္မစစ်တာဆူဆောင်းတာတွေလူသစ်စုတယ်လို့နာမည်တက်ပြီးပြန်ပေးဆွဲတာလို့မျိုးတွေဒီထစ်လာခဲ့တာပါဒီမှာကြည့်လိုက်ရင်အဲ့ဒီကွာချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်တစ်ဖက်မှာစစ်ကောင်စီကဘာပြောလဲစစ်မှုထမ်းတွေကိုကောင်းကောင်းမွန်မွန်ဆောင်းချတဲ့ဂုဏ်ယူစရာကိစ္စဖြစ်တယ်လို့ဝါရဖြန့်နေတယ်ဒါမှတကယ်လက်တွေ့မှာကြတော့ညီမနေစတာတွေလူသားတိုင်းဖြစ်အသုံးချတာတွေဖြစ်နေတယ်ဆိုပြီးတော့တက်ကနေထွက်ပြီးလာသူတွေကခွင့်ချနေကြတာပါဒီလောက်တောင်ကွေးလွဲနေတာပါအခုတက်တွင်းမှတက်တဲ့ထဆိုးချက်များဆိုတဲ့အပိုင်းကိုရောက်လာပါပြီစစ်ကောင်စီရဲ့ဝါရဖြန့်ချီမှုတွေဟာအမားတွေဖြစ်ကြောင်းတက်တဲ့ပြနိုင်တဲ့အခိုင်အမာဆုံးအထောက်ထားတွေကဘယ်ကလာတယ်လဲဆိုတော့အထဲကနေလွတ်မြောက်လာသူတွေစီကဓာတ်ရိုက်လာတာပါပဲလက်တလောဧပြီလပထမပရုံကချစ်သွားတဲ့ဖြစ်တခုရှိပါတယ်ပန်တောင်းမြောက်နယ်ကကာဘာဆာ16စစ်ချေဆိုင်စခန်းကနေစစ်မှုထမ်းတစုထွက်ပြေးလွတ်မြောက်လာပြီးအရက်ကတက်တော်စီမှာအလင်းဝင်ခဲ့ကြတဲ့ပြီးတော့သူတို့ရဲ့အတွေ့အကြုံတွေကိုအသေးစိတ်ပြန်ပြီးပြောပြခဲ့ကြပါတယ်။ and over ကောင်းတာကအဲ့ဒီစခန်းတစ်ခုတည်းကနေကိုပဲစစ်မှုထမ်း14ယောက်တောင်းအာရခတက်တော်စီကိုရောက်လာခဲ့တာပါ။သူတို့ထဲမှာရန်ကုန်မန္တလေးလိုမြို့ကြီးတွေပေါ်ကနေအတင်းအတ္တမဖန်စီခေါ်ဆောင်ခံခဲ့ရတဲ့လူငယ်တွေလည်းပါဝင်နေပါတယ်။အလင်းဝေလာသူတွေထဲကတယောက်ဖြစ်တဲ့ကျော်မိုးဝင်းရဲ့ထွက်ဆိုချက်ကတော့တကယ်ကိုတိတိကျကျပါပဲ။သူကဘာပြောလဲဆိုတော့စခါဆဲဖြူဟာမိုကကျွန်တော်တို့နဘူးတွေပေါ်မှာခမာရော့366ဆိုပြီးတက်တူတွေထိုးပေးပါတယ်တချို့ကိုတော့ပါမှာစစ်ပြေးဆိုပြီးထိုးထားတဲ့သူတို့တွေထုတ်ပြေးကိုစူးစမ်းတာမအောင်မြင်တော့အစစ်မြင့်အရာရှိကိုယ်တိုင်ကဒီလိုတက်တူထိုးခဲ့တာလို့ဒေးစိဖြောပြခဲ့တာပါအဲ့တော့ဒီလိုဓာတ်ထိုးတွေထိုးရတဲ့ရည်ရွယ်ချက်ကပါလေတက်ကထွက်ပြေးလာသူတွေရှင်းပြတာကတော့ဒီလိုလုပ်လိုက်ရင်အိမ်ပြန်ဖို့လည်းမဖြစ်နိုင်တော့ဘူးရတားဘဝထဲမှာပြန်ပြီးရောနှောနဲ့ထိုင်ဖို့လည်းမလွယ်တော့ဘူးနောက်တစ်ခါထွက်ပြေးရင်လည်းအလွယ်တကူမှတ်မိနိုင်တယ်အဓိကကတော့တခြားသူတွေအတွက်ပါသတိပေးချက်အနေနဲ့လူသိရှင်ကြားအရှက်ခွဲလိုက်တာပါပဲဆိုတော့အရေးကြီးတဲ့အချက်ကဒီလောက်ရက်တွေဟာတက်တွင်းဇီကန်ထင်းထင်းချင်းဆိုတဲ့ခေါင်းစဉ်အောင်မှရှိမနေတော့ပါဘူးဒါကနိုင်ငံတကာဥပဒေတွေကိုရှင်းရှင်းလင်းလင်းချိုးဖောက်နေတာဖြစ်ပါတယ်ဒါကိုစိတ်ပိုင်းဆိုင်ရာစစ်စင်ရေးလို့ခေါ်လို့ရပါတယ်ဆိုလိုတာကလူတယောက်ရဲ့စိတ်သက်ကိုလုံးဝကြိုးကျသွားအောင်ဒါမှမဟုတ်လူထုကိုကြောက်လန့်သွားအောင်ရည်ရွယ်ပြီးစိတ်ပိုင်းဆိုင်ရာကိုတမင်တကာဒုက္ခပေးတယ်လို့ရမျိုးပေါ့အရှက်ရစေတဲ့တတူးတွေကဒီလိုစိတ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့လူမှုတန်းဝိုင်းကနေဖက်ချင်းခံရအောင်တမင်လုပ်တဲ့နီးဗျူဟာတစ်ခုပါပဲပြောရရင်တော့ဒါဟာလူကုန်တိတ်ခါကိုတိုက်ရိုက်စော်ကားတာပါပဲဒီလိုလို့ရည်ဟာလူမဆန်နဲ့ရက်ဆက်တဲ့ဆက်ဆံမှုဖြစ်တယ်လို့နိုင်ငံတကာဥပဒေအရတားမြစ်ထားတဲ့ပြင်းထန်တဲ့လူအခွင့်အရေးချိုးဖောက်မှုတစ်ခုလည်းဖြစ်ပါပဲဒီမျိုးတက်တဲ့အထောက်ထားတွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာတာနဲ့အများနိုင်ငံတကာလူအခွင့်အရေးအဖွဲ့အစည်းတွေအတွက်ဒါဟာအရေးကြီးတဲ့သတိပေးခေါင်းလောင်းတန်တစ်ခုဖြစ်လာပါတယ်အဆုံးသတ်မှာတော့မင်းဟွန်းတစ်ခုကြံခဲ့ပါတယ်ဒီလုတ်ရက်တွေအပေါ်နိုင်ငံတကာရဲ့တုံ့ပြန်မှုကဘယ်လိုပုံစံနဲ့ထပ်ပေါ်လာမယ်ဆိုတာပါပဲ